အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အရန်စားလို့ကောင်းတဲ့ဝတ်သားနဲ့မူညင်းချင်တော်လေးကြော်ပြမှာဖြစ်ပါတယ်လုပ်ရတာအရန်လွယ်လို့အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်နော်အရင်ဦးဆုံးကျွတ်သွန်နီနဲ့ကျွတ်သွန်ဖြူကိုလီးပေးထားပါမယ်ပြီးရင်တော့ဝတ်သားလေးကိုစားစနွေးခြုံပုံလေးနေထားပြီးတော့နှက်ထားပေးပါမယ်ပြီးရင်တော့ဝယ်လာတဲ့ရှမ်းမူညင်းချင်လေးကိုခုလိုမျိုးလေးကကြီးလေးနဲ့ညှက်ပေးပါမယ်ပြီးရင်တော့အားလုံးချက်နေကြအတိုင်းကျွတ်သွန်နီကိုစီရင်တက်ပါမယ်ကျွတ်သွန်နီလေးနဲ့နူးလာပြီးဆိုတာနဲ့ကျွတ်သွန်ဖြူလေးကိုထည့်ပြီးတော့စီပြန်တက်ပါမယ်ကျွတ်သွန်ဖြူလေးထည့်ပြီးသွားပြီဆိုရင်စနွေးမုံလေးနဲ့ထည့်မယ်ပြီးရင်တော့မြန်မျိုးမှုပါမယ်ပြီးတာနဲ့ရောင်တမုံလေးထည့်ပြီးတော့မှုပြီးရင်ဝတ်သားလေးကိုထည့်ပြီးတော့မှုပါမယ်ဒါပေမဲ့ဝတ်သားထည့်တဲ့ကန်လေးကကြံခဲ့တာပါအကြောင်းမလို့ဝတ်သားနဲ့ပြီးရနဲ့ရေလေးထည့်ပြီးရင်ခုလိုလေးဖြစ်သွားပြီဆိုရင်မူညင်းချင်လေးထည့်ပါမယ်မူညင်းချင်လေးထည့်ပြီးပြီဆိုရင်နည်းနည်းလောက်မှုပြီးရနဲ့အရန်စားလို့ကောင်းတဲ့ဝတ်သားမူညင်းချင်ချက်လေးရမှာဖြစ်ပါတယ်အခုဆိုရင်တော့လောက်ရလဲရမ်းလွယ်ကူတဲ့ဝတ်သားနဲ့မူညင်းချင်းချက်လေးရပါပြီခုကတော့ရမ်းစားကောင်းတဲ့ဝတ်မုံညင်းချက်လေးချက်လုပ်ပြီးသွားပါပြီအားလုံးပဲလိုက်လို့စားကြည့်ပါအရင်စားလို့ကောင်းပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်